ပရိသတ်များအားလုံးပဲမင်္ဂလာခင်ဗျမနက်ဖြန်မှာကျင်းပမယ့်1 Friday 5 110ပြိုင်ပွဲကြီးအတွက်ဝိတ်ချိန်တာနဲ့ hydration test စစ်ဆေးတာတွေကိုဒီနေ့မှာဆောင်ရွက်ခဲ့ပါတယ်မနက်ဖြန်မှာကျွန်တော်တို့မှာ fighter 2ယောက်ပွဲထိုးရအောင်ခင်ဗျပွဲစဉ်လေးမှာစူပါရှမ်းပွဲထိုးရအောင်မယ်ပွဲစဉ်6မှာတော့ထုံးမင်းအောင်ပွဲထိုးအောင်ရှိနေပါတယ်အဲ့တော့ဒီနေ့ hydration test စစ်ဆေးတာနဲ့ဝိတ်ချိန်တာမှာကျွန်တော်တို့မှာ fighter 2ယောက်လုံးအဆင်ပြေပြေနဲ့အောင်မြင်ခဲ့ကြပါတယ်ခင်ဗျအခုနောက်ပိုင်းမှာတော့ကျွန်တော်တို့မှာ fighter တွေဟာ hydration test စစ်ဆေးတာကိုအဆင်ပြေပြေကြော်ဖြတ်လာနေတာကျွန်တော်မြင်တွေ့နေရပါတယ်စူပါချန်နဲ့ထိုးရမယ့်ကျွန်တော် fighter မူကာစီတို့လည်း hydration test ကိုအောင်မြင်ခဲ့ပါတယ်ဝိတ်ချိန်တာလည်းသူလည်းအောင်မြင်ခဲ့ပါတယ်ထုံးမင်းအောင်နဲ့ရင်ဆိုင်ရမယ့် Thai fighter ရှက်ဖက်ဟာလည်း hydration test စစ်ဆေးရတဲ့ဝိတ်ချိန်တာကိုအောင်မြင်စွာကြော်ဖြတ်နိုင်ခဲ့တာကျွန်တော်မြင်တွေ့ရပါတယ်ခင်ဗျထုံးမင်းအောင်ဆိုရင်ပြိုင်ပွဲမစခင်မှာသူ့အနေနဲ့ဝိတ်ချနေတယ်ဒီတတ်မှတ်ထားတဲ့ဘောင်ထဲကိုဝင်အောင်ဝိတ်ချတွေကိုဆောင်ရွက်နေတယ်ဆိုတာကိုဒီနေ့မှာသူအဆင်ပြေစွာဆောင်ရွက်နိုင်ကြောင်းဝိတ်ချိန်တာနဲ့ hydration test စစ်ဆေးတာမှာအဖြေပေါ်ထွက်လာခဲ့ပါတယ်ဒီအတွက်လည်းထုံးမင်းအောင်ကို congratulation လုပ်လိုက်ပါတယ်ခင်ဗျထုံးမင်းအောင်ဟာမနက်ဖြန်ညမှာတော့ Thai fighter ရှက်ဖက်နဲ့ပွဲထိုးရမှာပါဒီနေ့ဝိတ်ချိန်ပြီးလို့ face off လုပ်တဲ့အချိန်မှာရှက်ဖက်ကထုံးမင်းအောင်ထက်အရက်အဖြစ်အနှဲငယ်တာလွန်နေတာကိုကျွန်တော်မြင်တွေ့ခဲ့ရပါတယ်စူပါရှန်နဲ့မူကာစီတိုကတော့ဒုံးတူတောက်တူနေထားတော့ပဲရှိတယ်ခင်ဗျဒီပွဲပြီးမှာစူပါရှန်အနေနဲ့ဝမ်းမှာဘလို့ပွဲမျိုးဖက်ရမလဲဆိုတာလည်းကျွန်တော်စိတ်ဝင်စားမိတယ်ဘာကြောင့်လဲဆိုတော့ဝမ်းဟာစူပါရှန်ကိုပွဲတည်ပေးလိုက်ရင်တကယ်ကိုစိတ်ဝင်စားစရာကြီးပဲတည်ပေးနေတာပထမဆုံးသူ့ကိုပွဲထုတ်လာတယ်စုတင်နဲ့ပွဲထုတ်တယ်အဲ့ပွဲမှာအငင်းပွားစရာရလက်နဲ့နောက်ဆုံးမှာစုတင်ကိုအနိုင်ပေးလိုက်တယ်ဒန်းနဲ့ထိုးတယ်ဒန်းနဲ့ပွဲမှာစူပါရှန်အသာစီးကထိုးနိုင်ပေမဲ့စူပါရှန်ကိုဘောနပ်မပေးခဲ့ဘူးနောက်ပွဲရောက်တော့စူပါရှန်ကိုကစ်ဘောက်ဆင်ပြောင်းထိုးခိုင်းတယ်ရော့ထိုင်ရောက်ပါဆန်ကာတင်နဲ့ပွဲထိုးခိုင်းတယ်အခုကြောက်လဲ MWC မှာအလဲထိုးခံရတဲ့ဘူဂါစီတိုနဲ့ပွဲတယ်ပေးလိုက်တယ်အဲ့တော့စူပါရှန်နဲ့တွေ့တဲ့ဖိုက်တာတွေဟာတမျိုးတစ်ပုံထူးခြားနေတယ်ဒါကြောင့်ဘူဂါစီတိုနဲ့ပြီးရင်ဘယ်သူနဲ့သူ့ကိုပွဲတယ်ပေးမလဲဆိုတာလည်းကျွန်တော်စိတ်ဝင်စားမိတယ်ဗျဘူဂါစီတိုကတော့ဝိတ်ချိန်တာတွေ hydration test စစ်ဆေးတာတွေဆောင်ရွက်အပြီးမှာရှေ့ရအတိုင်းပဲသူကတော့စူပါရှန်ကိုအလဲထိုးပြမယ်ဆိုတာကြီးပဲပြောသွားခဲ့တယ်ဘယ်လိုပြောသွားကြလဲဆိုတော့ဒီပွဲမှာ KO ရဖို့တခုကိုပဲကျွန်တော်တွေးထားပါတယ်နော့ကောက်ပဲထိုးကျင်ပါတယ်ဘယ်ခေါင်းလောက်မတိမချင်းကျွန်တော်ထိုးတတ်တဲ့စတာတိုက်စစ်မှာထုတ်သုံးတဲ့ပါဝါပိုင်းတွေကပြိုင်ဘက်ကိုအမောက်သိပ်ဖို့ဥတီတာကိုပဲပြိသက်တွေမြင်တွေ့ရမှာပါအဲ့တော့ဘယ်အချိန်မှာအလဲထိုးပြနိုင်လိမ့်မလဲဆိုတာကိုဘယ်သူမှကြိုသိနိုင်မှာမဟုတ်လို့ဒီပွဲကိုမျက်တောင်မခက်စတန်စောင့်ကြည့်ဖို့လိုအပ်ပါလိမ့်မယ်ပွဲကောင်းတွေမှာကြည့်ချင်ကြတဲ့ပြိသက်တွေအတွက်ရင်ကုန်စိတ်လှုပ်ရှားစရာကောင်းတဲ့ပွဲမျိုးကိုကျွန်တော်ဘက်ကဖန်တီးပေးသွားမှာပါဆိုပြီးတော့မူကာစီတို့ကတော့ပြောလာပါတယ်ခင်ဗျဒီတော့အလဲထိုးပြမယ်လို့ဇက်တိုက်ပြောနေတဲ့မူကာစီတိုကိုစူပါရှန်အဲ့အတန်နေနှုတ်ဆက်သွားအောင်လုပ်ပြနိုင်လိမ့်မလားဆိုတာကျွန်တော်တို့စောင့်ကြည့်ရမယ့်ပွဲမနက်ဖြန်ရောက်ရင်ဇုတ်ထောင်ရောက်ပွဲစဉ်မှာပါဝင်လာပါတော့မယ်မူကာစီတိုနဲ့စူပါရှန်ကဇုတ်ထောင်ရောက်ပွဲစဉ်ကိုထိုးရမှာပါထုံးမင်းအောင်နဲ့ရှက်ဖက်ကတော့နော်မောက်ရောက်ပွဲစဉ်ကိုထိုးရမှာဖြစ်ပါတယ်အဲ့တော့လက်ရှိမှာ1ထိုးနေတဲ့မြန်မာဖိုက်တာတွေကရလက်ဆိုးတွေနဲ့ရင်ဆိုင်နေရပါတယ်ဒါတွေကိုစူပါရှန်နဲ့ထုံးမင်းအောင်တို့ရှေ့ဖြတ်ပြနိုင်လိမ့်မလားဆိုတာကျွန်တော်ရေခုံစွာနဲ့စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်ဘရော်နီကာနိုင်ပွဲယူပြသလိုထုံးမင်းအောင်နဲ့စူပါရှန်တို့လည်းနိုင်ပွဲရည်နဲ့အတူပြည်သက်ကိုပျော်ရွှင်မှုတွေဖန်တီးပေးနိုင်ပါစေလို့ဒီနေရာကနေဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာကြည့်ရှုအားပေးတဲ့ပြည်သက်အားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ